အိမ်အောင်ပြုဖို့ချစ်သူရည်သားရှာတာလေးနဲ့ပတ်သက်လို့အမေပြောတဲ့စကားလေးကိုအမှတ်ရမိတယ်အမေကဘာပြောလဲဆိုတော့ချစ်သူရည်သားရှာတယ်အိမ်အောင်ပြုဖို့ဆိုလို့ရှိရင်တဲ့တားလေးတဲ့ပတ်စံတွေကိုစုထားတဲ့နော်ကောင်မလေးကိုလွယ်တကူမပေးလိုက်နဲ့ဝယ်မပေးနဲ့ချမ်းမပေးနဲ့ဘာဖြစ်လို့လဲဆိုတော့ပတ်စံရှိလို့ရှိရင်တဲ့ရှင်ပြင်းရဲ့နှာခေါင်းကိုကင်လို့ရတယ်တဲ့ပတ်စံရှိလို့ရှိရင်တဲ့ရှင်ပြင်းရဲ့နေရွက်ကိုကင်ခြင်းလားရတယ်တဲ့ဟာအမေပြောတဲ့စကားသိမ့်မှန်တယ်ခုမှနောက်ထားရမိတယ်နောက်ထားရမိတယ်ဆိုပေမဲ့လည်းကျွန်တော်ဝဲချမ်းပေးတာချစ်သူကိုချစ်တယ်နော်သူနဲ့ဆက်ဆံခြင်းတယ်ပေါင်းသင်းခြင်းတယ်ဒါတဏမှန်တယ်ဒါပေမဲ့သူ့ကိုနော်ပေးခြင်းကမ်းခြင်းသူ့ကိုကြီးပွားစေခြင်းဝိသေခြင်းလားကြတော့ဒီတဏကိုပဲအရင်တည်ပြီးတော့နောက်ကမေတ္တာဖြစ်တာမေတ္တာတစ်သိသိပါတယ်သို့တော့အမေပြောတာကလည်းဟုတ်တယ်နော်သူပြောတာကလည်းပေးသင့်တော့ပေးရမယ်ပေါ့ဒါပေမဲ့ဘုံဘလုံးအောင်စိတ်ချပြီးမပေးနဲ့သူနဲ့ညားချင်မှညားမှာဟုတ်ပါတယ်ရဟန်းမခွေးခင်ကလည်း15ယောက်လောက်ရှိတယ်တယောက်ဆိုလို့ရှိရင်10သိန်းလောက်ရှိတယ်ကျန်တဲ့လူတွေဆိုလို့ရှိရင်15ယောက်ရှိတဲ့ထဲက2သိန်း3သိန်းသမားတွေလည်းရှိတယ်အဲ့မှရင်တွက်ကြည့်လေ3သိန်းပြနဲ့တွက်ကြည့်နော်15ယောက်လောက်ဆိုတဲ့ကနော်30 30 35 45သိန်းကြံခဲ့တဲ့အနည်း20ကျော်က45သိန်းဆိုတဲ့ကတွက်ကြည့်လိုက်ဒါရွှေဘယ်လောက်သားလဲအဲ့တော့ရွှေ9သိန်းနဲ့6000လောက်ရှိတဲ့ခေတ်ဖြစ်တယ်ဆိုတဲ့အခါကျတော့အများကြီးပဲလေရဟန်းထွက်လာတော့ဒီတိုင်းပဲစီဝါအမေစီဝါကြီးတွေလောက်တယ်ပတ်စံနေရတယ်အမှကုံတယ်အမှတော့ဟွာလောက်ရှိတယ်မရှိဘူးဆိုရင်သူလဲ10ယောက်ကျော်လောက်ရှိတယ်အမှလည်းဆိုတယောက်ကိုပြန်ပြ3 4သိန်း4 5သိန်းတယောက်ဆိုလို့ရှိရင်ရွှေတကြသားကုန်သွားတယ်အဲ့တော့ရွှေတကြသား10သိန်းပတ်လက်ခေဖြစ်နေပြီဒီတော့အကုန်စုစုပေါင်းတွက်လို့ရှိရင်အဲ့ဒီအနည်း20ပတ်လည်ကသိန်း100လောက်ဆိုတော့ရွှေပြန်များရွှေ10သိန်းပတ်လည်ရဆိုတော့သိန်း100ဆိုခုဆိုသိန်း1000လောက်ရှိခုနဲ့မြှောက်လိုက်လို့ရှိရင်ဆိုလိုတာအမေပြောတဲ့စကားလေးကဟုတ်တယ်သားလေးလုံးဝပဲပတ်စံရှိအောင်လို့ပေးသင်းတလောက်ပဲပေးသူနဲ့ညားမယ်ဆိုတဲ့ပုံဩပြီးတော့မပေးနဲ့တဲ့ပုံဩပြီးပေးလို့ရှိရင်သားလေးတစ်ချိန်မှာကိုယ့်လက်ထဲမှာပတ်စံမရှိလို့ရှိရင်မျက်နှာငယ်ရတယ်တဲ့ပတ်စံရှိမှโอเคအဲ့ဒါကြောင့်ရှင်ပြင်းနှာခေါင်းလဲကင်လို့ရတယ်ရှင်ပြင်းနေရွက်လဲကင်လို့ရတယ်ဆိုတဲ့အမေပြောတဲ့မှတ်သားစရာစကားလေးကလုံးဝတန်ဖိုးရှိပါတယ်ချစ်သူကြီးသားထားရဆိုရှင်ပေးသင်းတလောက်ပဲပေးပါဟုတ်တယ်မေတ္တာရှိတယ်သူ့ရဲ့တဏှာရဲ့အရင်ကန်နောက်မှာမေတ္တာထားရမယ်ရှိတယ်မှန်တယ်အကျိုးစီးပွားကိုဖြစ်တော့အောင်ဒါပေမဲ့ဝဲချမ်းပေးတယ်ဆိုတော့မတရားကြီးသူ့ကိုအဝယ်စားတွေဝဲချမ်းပေးမယ်အလှပတွေသူနဲ့မညာခဲ့လို့ရှိရင်ဒါကိုယ့်ရဲ့နော်ဒါနမှုတစ်ခုတော့ဖြစ်တည်တယ်တတိကံပါကံစနေတိသူသောအကျိုးတော့ပေးတယ်မှန်တယ်သို့တော့တစ်ချိန်မှာမျက်နှာငယ်ရမယ်တဲ့အမေရဲ့မှန်သားစကားလေးကိုမျှဝေပေးလိုက်ပါတယ်ကျွန်တော်ပြောတာလေးကိုနှစ်သက်တဲ့ဆိုရင် like and follow လေးလုပ်ခဲ့ပေးပါနော်အားလုံးအဆင်